သားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တူနိုင်လူခဲ့တဲ့ချစ်တော်ပြီကျန်တဲ့ဘဝခီးလမ်းမှာစနီးမရနဲ့သမီးသားတွေယူသားစွာနဲ့ကျိုးသာရှာပွေခနဲ့ပါပစိုးပြေချွေးလေးရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကူပေးခဲ့တာပြောဆိုတဘောယူအိမ်ကလူချမ်းသင်မရှာသူအဖေသူချွေးနေရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်ပါ